မန္တလေးလမ်း60 3132ကြားမှာရှိတဲ့ hair salon လေးတစ်ခုမှာဒီနေ့ hair treatment တစ်ခုသွားယူပြခဲ့တယ်။ဘာ treatment လေးယူတာလဲဘယ်လိုမျိုးသပင်သားဆန်သားလေးတွေကောင်းပြီးတော့လှသွားအောင်ဘယ်လိုမျိုးလုပ်ခက်လေးဆိုတာကိုဒီ vlog ထဲမှာပြထားပါတယ်။ဆိုင်လေးကတော့ The Look TL ဆိုတဲ့ဆိုင်လေးပါ။အများနဲ့သွားနေကြဆိုင်လေးလည်းဖြစ်ပြီးတော့ဒီတစ်ခေါက်မှာတော့ treatment လေးယူပြခဲ့ပါတယ်။ဟိုဟာလေအခုဒီ hair botox treatment လုပ်မှာကကြတော့ဘယ်လိုစံသားပိုင်ရှင်တွေရဲ့နောက်ပြီးတော့ဘယ်လိုမျိုး effective လေးရှိလဲပေါ့နော်အဲ့ဒါလေးကိုချက်တော့အဓိကဖြောင်းထားတဲ့လူတွေအတွက်ပေါ့နော်ဖြောင်းထားတဲ့လူတွေရဲ့ treatment လုပ်ခြင်းနဲ့စီစဉ်တာစံသားလေးချောခြင်းနဲ့ပြောင်းခြင်းနဲ့ပေါ့နော်စံသားဖွာနေရရောဝတ်သားတွေရေးတဲ့လေးဖြစ်ပြီးတော့ပေါ့နော်အဲ့ဒါတော့ပောက်တဲ့လူတွေဆိုရင်တော့မသိတော့ပေါ့နော်ဆောင်းနေတဲ့လူဒါမှမဟုတ်လို့စင်သားသတင်ကိုမှဟိုပါပေါ့ကြည့်ခြင်းနဲ့လူချောခြင်းနဲ့လူဆိုရင်တော့အဲ့ဒီမှန်နေတော့ကို recommend ပေးတယ်။အဲဆိုလုပ်ပြီးတဲ့ result လေးကြည့်လိုက်ရင်လည်းအားတည်ပါတယ်။ဒီမှာကဒီသပင်နဲ့ဆိုးထားတာဆိုအဖျားတွေလည်းခြောက်နေတယ်။နောက်ခရီးသွားထားတာပါရောဆိုသပင်ကနည်းနည်းတော့ခြောက်နေပါတော့အဖျားတွေကဆိုအားရနဲ့တော့အဆင်ပြေတယ်။အဆင်ပြေတယ်အဲ့အဆင်ပြေလုံးဝအဖျားကြီးညီချင်းပြူချင်းလည်းမရှိလုံးဝချော့ဤတော့တရား။သူကဖြောင်းနိုင်လို့ဖြောင်းတယ်လို့ရောဖြောင်းနေဆိုရင်တော့တအားမပေးဘူးပေါ့နော်။သူကချောသွားရင်ဤသွားရင်နည်းနည်းလှိုင်းကြီးတဲ့သပင်ဆိုရင်ကိုပဲသူကဖြောင်းတယ်။ဒါမဲ့သူကတော့ကြာရှည်မခံဘူးပေါ့အနည်းဆုံး2လ3လအဲ့လောက်ကြာရှည်ကိုထိမ့်သိမ့်တဲ့လောက်သူကသွားမှာပေါ့နော်ဒါတစ်ခါတော့ပြီးလို့ပြစ်ထားရင်လို့လည်းအဆင်မပြေဘူးပေါ့နော်ကိုနဲ့ကိုစတဲ့ကိုဆံသားနဲ့လိုက်ရောညီတွေနဲ့ပေါင်းသေးလေးတွေရှမ်ပူလေးတွေတော့သုံးပြရတယ်ပေါ့နော်အဲ့ဆိုရင်တော့အဆင်ပြေပါတယ်အဲ့ဆိုရင်အဲ့လေယူပြခဲ့တဲ့ hair botox treatment လေးကတော့ဆိုင်တို့လိုမျိုးသပင် color ဆိုထားတဲ့သူတွေအဖျားလေးတွေညှိပြီးတော့ကြမ်းရှနေတဲ့သူတွေသပင်ကို volumizing effect ရကြတဲ့သူတွေအတွက်သူကစံသားကို nourishing လုပ်ပေးမယ်နောက်ပြီးတော့ထူထူလေးနဲ့အဲ့လိုမျိုး weight ရှိတဲ့သဏ္ဍာန်လေးပေါ့နော်အဲ့လိုလေးဖြစ်သွားစေမယ်နောက်တစ်ခုကဘယ်လိုလဲဆိုတော့သူကဖြောင့်စင်းပြီးတော့ဖြောင့်စင်းကြီးဖြစ်သွားပြီးတော့ကက်ကကြီးဖြစ်သွားတာမျိုးရဲ့မဟုတ်ဘဲနဲ့သပင်လေးကဒီ natural look အတာ hair nourishing လုပ်တဲ့သဘောမျိုးလေးပေါ့နော်အဲ့လိုပုံစံမျိုးလေးနဲ့ဒီ damage ဖြစ်နေတဲ့သပင်တွေအဖျားနှခွာဖြစ်နေတဲ့သပင်တွေနောက်ပြီးတော့အဖျားရေဓာတ်ခန်းချောင်းနေတဲ့အဖျားချောင်းနေတဲ့သပင်တွေအဲ့လိုစံသားပိုင်ရှင်တွေအတွက်ဆိုရင်တော့ဒီ treatment လေးကိုယူလို့ရတယ်အခုဒီ vlog ထဲမှာယူထားတဲ့ treatment လေးဒီ hair botox treatment လေးကတော့ကြာချိန်2နာရီလောက်တော့ကြာတယ်ပေါ့နော်ဒါ treatment စယူပြီးသွားတဲ့အချိန်မှာပထမအဆုံးခေါင်းလျှော့ပြီးတော့ဒီသူ့ရဲ့အိုဆုံးပေါ့နော်ဒီအပူပေးတယ်ဒီဟာလေးကိုလုပ်ပေးထားတယ်ဆေးထည့်ပြီးတော့ဒီလိုမျိုးပေါင်းထားတယ်ပေါ့နော်သပင်လေးကိုအဲ့မှာခဏနိုင်ဝက်လောက်တော့စောင့်ရတယ်အဲ့မှာနိုင်ဝက်လောက်စောင့်နေရင်ဖုန်းသုံးနေရင်ပြီးတော့ဒီနိုင်ဝက်ပြည့်သွားပြီဆိုတဲ့အချိန်ကျတော့လေသူကထပ်ပြီးတော့ treatment အတွက်လိုတဲ့ step တွေကိုထပ်ပြီးတော့လုပ်ပေးရပေါ့နော်ဒါပြောလို့ရှိရင်ကြာချိန်ကလည်းစုစုပေါင်းဆို2